စကားလုံးတွေမှတ်ထားတဲ့ expressions တွေကိုဖတ်တော့ဖတ်ထားတယ်ဒါပေမဲ့တကယ်တမ်းစကားပြောတဲ့အခါကျအဲ့ဒါတွေကိုပြန်ပြီးတော့မသုံးဖြစ်ဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့အင်္ဂလိပ်စာက basic ကနေမတက်ဘူးဖြစ်နေအဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုမှတ်ထားတဲ့စကားလုံးတွေကကိုယ့်ရဲ့လက်တွေ့ဘဝနဲ့ချိတ်ဆက်ပြီးတော့မမှတ်ထားတဲ့အတွက်ကြောင့်မို့လို့မသုံးဖြစ်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာလေးတွေမှာဒီချက်ကလက်တွေ့နဲ့ချိတ်ဆက်ပြီးတော့သုံးတအောင်လို့အရန်လာတဲ့စကားစုလေးတွေဒီချက်ကနမူနာစာကြောင်းလေးနဲ့ပြောပြပေးမယ်အတူတူလေ့လာကြည့်ရအောင်ပထမဆုံးတစ်ခုကကြတော့အမြဲတမ်းကြားနေကြဖြစ်တဲ့အတွဲလိုက်လေး one by one အဓိပ္ပာယ်ဟာတယောက်ချင်းစီဆိုတဲ့အဓိပ္ပာယ်ဥပမာတန်းစီနေလဲဆိုပါတော့တယောက်ချင်းတယောက်တစ်လှည့်စီပေါ့အဲ့လိုမျိုးဆိုရင် one by one ကိုသုံးလို့ရတယ်ဥပမာတယောက်ချင်းစီကျေးဇူးပြုပြီးဝင်ပေးပါလို့ပြောချင်တယ်ဆိုရင် please come in one by one please come in one by one face to face ဒါလေးလည်းကြားဖို့မှတ်တယ်အဓိပ္ပာယ်ဟာမျက်နှာချင်းဆိုင်ဆိုတဲ့အဓိပ္ပာယ်လေးဥပမာငါတို့နှစ်ယောက်မျက်နှာချင်းဆိုင်စကားပြောဖို့လိုတယ်လို့ပြောချင်တယ်ဆိုရင် we need to talk face to face ဒီလိုလေးသုံးလို့ရတယ် again and again အဓိပ္ပာယ်လေးကကြတော့အထက်ခါပေါ့နော်အကြိမ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရတယ်ထပ်တလဲဆိုတဲ့အဓိပ္ပာယ်နဲ့လည်းသုံးလို့ရတယ်ဥပမာငါနင့်ကိုဒါထက်ခါငါပြောပြီးပြီအကြိမ်ပြောပြီးပြီလို့ပြောချင် I've told you again and again ဒီလိုလေးသုံးလို့ရတယ် little by little သူ့ရဲ့အဓိပ္ပာယ်ကြောင့်နည်းနည်းချင်းစီပေါ့နည်းနည်းချင်းစီဥပမာငါရဲ့အင်္ဂလိပ်စာကနည်းနည်းချင်းစီတိုးတက်လာနေတယ်ဆိုလို့ရှိရင်My English is improving little by little. Day by day. သူကလည်းပဲပုံမှန်တရက်ချင်းစီပေါ့ဥပမာရာသီဥတုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ရာသီဥတုကတစ်နေ့တခြားပိုပြီးတော့ပူလာတယ်လို့ပြောချင်တယ်ဆိုလို့ရှိရင် The weather is getting hotter day by day.နဲ့နောက် step by step သူ့ရဲ့အဓိပ္ပာယ်လေးကကြောင့်တဆင့်ချင်းစီဆိုတဲ့အဓိပ္ပာယ်ပေါ့ဥပမာဒီညွှန်ကြားချက်တွေကိုတဆင့်ချင်းစီလိုက်နာပါလို့ပြောချင် Follow these instructions step by step side by side သူ့ရဲ့အဓိပ္ပာယ်ကကြတော့ဘေးချင်းကပ်ဆိုတဲ့အဓိပ္ပာယ်ဒီလိုဘေးချင်းကပ်ဥပမာအိမ်နှလုံးကဘေးချင်းကပ်တည်ရှိတယ်လို့ပြောချင်တယ်ဆိုရင် The two houses stand side by side ဒီချက်မှာသတင်းကောင်းလေးတစ်ခုရှိတယ်အဲ့ဒါကကြတော့ကိုကအင်္ဂလိပ်စကားပြောလေ့ကျင့်ချင်တယ်ဒါပေမဲ့စကားပြောပေါ်မရှိလို့အခက်အခဲဖြစ်နေတဲ့သူတွေအတွက်ကိုဒီချက်က Telegram မှာ group လေးဖွဲ့ပြီးတော့ဒီအင်္ဂလိပ်စကားပြောလို့ရတဲ့နေရာလေးတစ်ခုကိုလုပ်ပေးထားပါတယ်ဝင်ကြေးလေးကို9000ကျပ်ပဲပေးရပြီးတော့အဲ့ဒီထဲမှာဒီချက်ကနေ့တိုင်းပေါ့နော် topics လေးတွေနဲ့စကားပြောကိုနေ့တိုင်းပြောစရာလေးရှိသွားအောင်လို့ဖန်တီးပေးတယ်ပြီးတော့ listening practice လေးတွေကိုလည်းနေ့စဉ်ကိုကလေ့ကျင့်လို့ရအောင်လို့ဒီချက်ကသင်ခန်းစာလေးလုပ်ပေးတယ်ပြီးတော့ဒီချက်နဲ့လည်းတိုက်ရိုက်ပေါ့နော်voice call နဲ့ practice လုပ်လို့ရမယ်ပေါ့နော်ပြီးတော့စကားပြော partners တွေအများကြီးကိုလည်းတွေ့မှာဖြစ်ပါတယ်အဲ့ဒီဥစ္စာလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်ဒီချက်ရဲ့ဒီ page messenger လေးကနေပြီးတော့ let me in ဆိုပြီးတော့ရေးပေးလိုက်လို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye